လူးဆိုရင်ငလီကတော့သူ့ရဲ့ခြံလေးကနေပြောင်းမှုတွေခူးပြီးတော့မှလဲပေါ်တင်ပြီးတော့သွားနေခဲ့ပါတယ်။အဲ့ဒီအချိန်မှာလမ်းမှာကျတူရီတကောင်နဲ့တွေ့ခဲ့တယ်။ငါ့ကိုပြောင်းမှုတစ်ဖူးလောက်ပေးပါလား။ငါဒီနေ့ပြောင်းမှုအရန်စားချင်နေလို့ပါ။အမလီပေးလို့မရပါဘူး။ငါကဒါကိုသွားရောင်းပြီးပတ်စံရှာမလို့။အဲ့ဒီအချိန်မှာကျတူရီကပြောတယ်။ငါ့ကိုတစ်ခုလေးပေးလိုက်တာနဲ့ဘာများဖြစ်သွားမှမလို့လဲ။တော်ပြီပေးဖယ်ငါသွားတော့မယ်။ဒီလိုနဲ့ကာလူကြီးကန်ကတော့သူ့ရဲ့လဲကိုမောင်းနှင်သွားခဲ့တယ်။ကြီးကန်ကဈေးထဲသွားပြီးတော့မှပြောင်းမှုတွေရောင်းခဲ့ပါတယ်။ပြီးတော့ပတ်စံတွေယူပြီးတော့အိမ်ကိုလာခဲ့ပါတယ်။1 2 3 4 5ကာလူကြီးဒီလောက်ပတ်စံလေးနဲ့ငါဘာလုပ်ရမှာတော့အိမ်ကလိုအပ်တဲ့ရာရှင်တွေဝယ်ရမလားငါအတွက်ငါသုံးရမှာလားငါကရွှေဆွဲကြိုးဝယ်ခြင်းပါတယ်ဆိုနေမှဒီလောက်ပတ်စံနဲ့ဘာရမှာတော့ဟာမိမကလည်းအခုတော့အိမ်ကရာရှင်တွေဝယ်လိုက်လေရွှေဆွဲကြိုးတော့နောက်လာမှဝယ်လိုက်ပေါ့ဘယ်တော့ဝယ်ပေးမှာတော့ကျမအသက်ကြီးသွားမှအဖွားကြီးဖြစ်သွားမှဝယ်ပေးမှာလားဟမ်ရှင်ကအမြဲတမ်းဒီလိုပဲဝယ်ပေးမယ်ပဲပြောနေတယ်ကျမမသိဘူးကျမအခုပဲဝယ်ခြင်းနဲ့အခုပဲရွှေဆွဲကြိုးဝယ်ပေးငါမှအလောက်ပတ်စံမရှိဘူးလေအခုချက်ချင်းဘလို့ရွှေဆွဲကြိုးဝယ်ပေးနိုင်မှာတော့နောက်နေ့မှလေပြန်ပြီးတော့မှကာလူကြီးကန်ကသူ့ရဲ့ခြံထဲမှာအလုပ်သွားလုပ်ခဲ့ပါတယ်ကာလူရဲ့မိန်းမကြီးကန်မကတော့ခိုးဦးလေးကိုသွားပြောခဲ့ပါတယ်ခိုးဦးလေးကြီးကျွန်တော်ကတော့ကာလူရဲ့လဲကိုသွားရောက်မလို့ဟုတ်လားလဲသွားရောက်မလို့လားအဲ့ဒါများငါ့ကိုပေးလိုက်လေငါနင်းကိုပတ်စံပေးလိုက်မယ်ငါလဲငါအလုပ်အတွက်လဲတစ်ခုလိုနေတာဟုတ်လားအဲ့ဆိုရင်ကျမအတွက်ပိုလွယ်သွားတာပေါ့အမြန်ပတ်စံယူခဲ့လိုက်ပြီးတော့ဒီကျွဲတွေလည်းယူသွားလိုက်ပါဒီလိုနဲ့ခိုးဦးလေးကအမြန်ဆုံးအိမ်ကိုသွားခဲ့ပါတယ်ယောက်ျားကြီးဒီပတ်စံယူပြီးတော့ရှင်ပဲသွားမလို့လေငါကကာလူကြီးကန်ရဲ့လဲကိုသွားဝယ်မလို့ပြီးတော့ကျွဲတွေလည်းဝယ်မလို့လေငါလည်းငါချန်ထဲမှာလဲထုံရအောင်ပါယောက်ျားကြီးတခုတော့ပြောမယ်နော်အဲ့ဒီကြီးကန်တွေကဘယ်အကြောင်းရမှာမဖြစ်ဖြစ်ပြဿနာတွေလောက်တတ်တယ်ဒါကြောင့်မလို့ကိုလုတ်ပြီဆိုရင်အလုပ်ကိုပြည့်သားပဲလုပ်ခဲ့နော်ဒီလိုနဲ့ကာလူကြီးကန်ရဲ့မိန်းမကပတ်စံရတာနဲ့ပဲရွှေဆိုင်ကိုချက်ချင်းသွားခဲ့ပါတယ်အကိုကြီးကျမကိုလေဟိုရွှေဆွဲကြိုးလေးပြပါအောင်အမလီအဲ့ဒါလားအဲ့ဒါကအရန်စေးကြီးတယ်နော်အမလီကျမလည်းပတ်စံပေးပြီးတော့ဝယ်ဖို့လာတာပါအခုပဲယောက်ျားရဲ့ကျွဲတွေသူ့ရဲ့လဲတွေကိုရောင်းပြီးလာခဲ့တာအဲ့ဒီအချိန်မှာပဲရွှေဆိုင်ကလည်းသူ့ကိုရွှေဆွဲကြိုးပြခဲ့ပါတယ်ဒီလိုနဲ့သူမကရွှေဆွဲကြိုးကိုဝစ်ပြီးတော့မှမန်ထဲကိုကြည့်ခဲ့ပါတယ်ဟာဒီရွှေဆွဲကြိုးကငါနဲ့တိတ်ကိုလိုက်တာပဲဒီလိုနဲ့သူမကရွှေဆွဲကြိုးကိုဝယ်ပြီးတော့မှသူ့ယောက်ျားကိုသွားပြခဲ့ပါတယ်ယောက်ျားကြီးကြည့်ပါအောင်ကျမဘာထူးဆန်းနေလဲဒီရွှေဆွဲကြိုးနဲ့လိုက်လားဟမ်ရွှေဆွဲကြိုးအဲ့ဒါဘယ်ကနေရတာတော့အဲ့ဒါတော့အိမ်ရောက်မှပဲပြောပြမယ်အရှင်ပြောဒီရွှေဆွဲကြိုးကကျမနဲ့လိုက်လားဒီရွှေဆွဲကြိုးကနင်းနဲ့အရန်လိုက်တယ်တော်တော်ကိုလှတယ်ဒီလိုနဲ့ကာလူကသူ့အလုပ်တွေကိုအပိသက်ဖြတ်လိုက်တယ်ပြီးတော့ကြီးကန်းနှစ်ယောက်လုံးအိမ်ကိုပြန်လာခဲ့ကြတယ်အိမ်အောက်ထဲမှာကျွဲရည်နဲ့လဲကိုမတွေ့တဲ့အခါမှာတော့ကာလူကသူ့မိန်းမကိုမေးတယ်မိန်းမကြီးငါရဲ့ကျွဲရည်ကဘယ်မှာတော့မိန်းမဖြစ်သူကအိမ်ထဲကိုဝင်သွားခဲ့ပါတယ်ကာလူကြီးကန်းကလည်းအနောက်ကနေလိုက်ခဲ့ပါတယ်မိန်းမကြီးငါတို့ရဲ့ကျွဲရည်လဲရည်ဘယ်မှာတော့ယောက်ျားကြီးကျမကအဲ့ဒီကျွဲတွေကိုရောင်းပြီးတော့မှပဲဒီရွှေဆွဲကြိုးကိုဝယ်ခဲ့တာလေဒါကိုကြားပြီးတော့မှကာလူကြီးကန်ကတော့ခေါင်းကိုကန်လိုက်ပါတော့တယ်။နေရငါရဲ့ကျွဲတွေကိုရောင်းလိုက်တာပေါ့အဲ့တော့ငါကချမ်းအလုပ်ကိုဘယ်လိုလုပ်ရမှာတော့ဘယ်လိုပဲလုပ်လို့အဲ့ဒါရှိကိစ္စလीကျမကတော့ရွှေဆွဲကြိုးရချင်တာပဲသိတယ်ကျန်တာဘာမှမသိဘူးငါရဲ့ကျွဲတွေကိုရောင်းပြီးတော့မှနေကတော်တော်မကောင်းတဲ့အလုပ်ကိုလုပ်ခဲ့တာပဲဒီနေ့နေကောင်းကောင်းနောင်တရလိမ့်မယ်အိမ်မှာစားစရာဘာမှမရှိလို့ရှိရင်အဲ့ချိန်မှာထိုင်ကုန်မနေနဲ့ကြားလားအဲ့လိုနဲ့ဘယ်တော့မှရောက်မှာမဟုတ်ဘူးကျမကရွှေဆွဲကြိုးရသွားပြီလေမိမဖြစ်သူကကျွဲရီကိုရောင်းလိုက်တဲ့အတွက်ကြောင့်မလို့ခြံထဲမှာအလုပ်လုပ်ဖို့အတွက်အရန်ကိုခက်ခဲသွားခဲ့ပါတယ်အရှင်တို့ကလဲရှိတုန်းကလဲပေါ်မှာပဲတင်ပြီးဈေးထဲမှာသွားရောင်းလို့ရခဲ့ပါတယ်အခုမှတော့သူ့ရဲ့ကြော်ပေါ်မှာပဲတင်ပြီးတော့မှသွားရောင်းခဲ့ရတာပေါ့ကာလူရဲ့မင်းကနည်းနည်းချင်းစီပဲယူလာခဲ့တာလားအရင်တော့ကလဲပေါ်တင်လာတယ်ဆိုရင်အများကြီးရတယ်ဘယ်လိုတက်နိုင်ပါမလဲအကိုရဲ့ကျွန်တော်မိမကကျွန်တော်ရဲ့လဲကိုရောင်းလိုက်တာလေပြီးတော့ရွှေဆွဲကြိုးဝယ်လိုက်တာအမလီဒီလောက်ထိယူရတဲ့သူလည်းရှိသေးတာလားကိုအလုံးလုံးနေတဲ့ပစ္စည်းကိုရောင်းပြီးရွှေဆွဲကြိုးဝယ်တယ်တဲ့မကြောက်ဘူးပါဘူးတော့အခုမှတော့ကာလူကြီးကန်ကဈေးနည်းနည်းပဲရောင်းခဲ့ရပါတော့တယ်ညနေဆောင်ရောက်ပြီးဆိုရင်ပင်ပန်းပြီးတော့မှအိမ်ကိုပြန်လာခဲ့ကြတယ်
မိုးရီတော်တော်အုံနေတယ်မိုးရွာလာပြီဆိုလို့ရှိရင်တစ်နှစ်လုံးစူးစမ်းထားသမျှအကုန်လုံးသုံးရှုံးကုန်မှာယောက်ျားကြီးအိတ်ထဲမှာကျမမဘာအပြစ်ရှိလို့လဲကာလူကြီးကန်ကတော့ဒေါသထွက်ပြီးပြောတယ်နေပဲငါရဲ့ကျွဲတွေကိုရှောင်းလိုက်တာလေသူတို့သာရှိတယ်ဆိုလို့ရှိရင်အဲ့ဒီအပေါ်မှာပစ္စည်းတွေအကုန်တင်ထားလို့ရတယ်အဲ့ဒါဆိုရင်ဘာမှမဖြစ်ဘူးအမလီကျမဒီရွှေဆွဲကြိုးလေးဝယ်လိုက်တာနဲ့ကျမကိုအပြစ်ပဲတင်နေတော့တယ်ပြောနေတော့တယ်ဒီလိုနဲ့ညအချိန်မှာတော့မိုးရီအကြီးကျွယ်ရွာချခဲ့ပါတယ်ဒါကြောင့်မလို့ကာလူကြီးကန်ရဲ့ခြံထဲမှာစိုက်ထားတဲ့အပင်တွေအကုန်ပျက်စီးသွားခဲ့တယ်ကာလူကြီးကန်ကနောက်နေ့မနက်မှာသူ့ရဲ့ခြံထဲကိုသွားကြည့်တဲ့အခါမှာတော့အကုန်ပျက်စီးဆုံးရှုံးနေတာကိုကြည့်ပြီးတော့မှအရှမ်းကိုငိုခဲ့ပါတယ်ဒါတွေအကုန်လုံးအဲ့မိန်းမကြောင့်ဖြစ်တာသူ့ကြောင့်ဖြစ်တာအခုတော့ငါအကျွေးယူထားတဲ့ပတ်စံတွေကိုဘလို့ပြန်ဆက်ရတော့မှာတော့ကာလူကြီးကန်ကထိုင်ငုံနေတဲ့အခါမှာပဲလရငတ်ကရောက်လာခဲ့ပါတယ်ကာလူကြီးမင်းကဒီမှာထိုင်ပြီးငုံနေတာပေါ့ငါရဲ့အကျွေးဘယ်တော့ဆက်မှာတော့တထေးရေကျွန်တော်စိုက်ထားတဲ့စိုက်ခင်းတွေအကုန်လုံးကပျက်စီးသွားပြီအဲ့တော့ဘလို့တထေးကြီးရဲ့အကျွေးတွေကိုဆက်နိုင်မှာတော့အခုတော့မဆက်နိုင်သေးဘူးအေးမင်းမပတ်စံမရှိဘူးဆိုလို့ရှိရင်လေမင်းအိမ်ကိုငါ့ကိုပေးလို့ရတယ်ငါနင့်ကိုကောင်းကောင်းမွန်စကားပြောနေရနော်အကယ်လို့မပေးဘူးဆိုလို့ရှိရင်မင်းကိုရိုက်ပြီးတော့မှမင်းအိမ်ကိုလူမယ်ကာလူကြီးခန်းကတည်သွားခဲ့ပါတယ်ဒီစထေးကြီးကသူ့ရှိကအင်ကိုမရမကယူမယ်ဆိုတာကိုပေါ့အဲ့နောက်မှာတော့အဲ့ဒီတထေးငတ်ကကာလူရဲ့အင်ကိုယူလိုက်ပါတော့တယ်ကာလူကြီးခန်းရဲ့မိန်းမကရေသွားတောက်ပြီးတော့မှသူ့အင်ကိုပြန်လာတဲ့အခါမှာအိမ်ရှိမှာတထေးငတ်ကထိုင်ဆောင်နေတာကိုတွေ့ခဲ့ရတယ်တထေးငတ်ကြီးကဒီမှာဘာလုပ်နေရတော့ဒါကငါအိမ်ဖြစ်သွားပြီလေနင်းယောက်ျားကငါရှိကပတ်စံနေချီထားတာပြန်မဆက်သေးဘူးဒါကြောင့်ငါကနေတို့အိမ်ကိုတင်လိုက်ပြီးအဲ့ဒီအချိန်မှာကာလူကြီးကန်ရဲ့မိန်းမကတော့သူ့ရဲ့ရွှေဆွဲကြိုးကိုတစ်ချက်ကြည့်ပြီးတော့မှထူနီယာကနေပြန်တန်းသွားခဲ့တယ်။ကြီးကန်ကတော့သူ့ရဲ့ခြံထဲမှာပစ္စည်းတွေထားပြီးတော့မှထိုင်ကုန်နေခဲ့ပါတယ်။ရောက်လာပြီလား။နင်ကငါတို့အိမ်ကိုတော့မှသူများလက်ထဲရအောင်လှုပ်လိုက်ပြီးအခုဘာအိမ်မှလည်းမရှိတော့ဘူး။ဒီမှာပဲနေရတော့မယ်။ကာလူကြီးကန်ရဲ့မိန်းမကတော့တခုခုစဉ်းစားနေခဲ့တယ်ပြီးတော့ပြောတယ်ကျမတို့ကအိမ်ကိုတနည်းနည်းနဲ့ရှာကြံပြီးတော့မှစောင့်လိုက်ပါမယ်။ဒါပေမဲ့ကျမကတော့ကျမရဲ့ဒီရွှေဆွဲကြိုးကိုလုံးဝမရောက်နိုင်ဘူးနော်။ညအချိန်မှာတော့သူတို့ကအိမ်မရှိဘူးအပင်ပေါ်မှာပဲအိတ်ခဲ့ရပါတယ်။ညအချိန်မှာဒီကွက်တခိုးကအဲ့နေရာကနေဖြတ်တန်းသွားလာနေခဲ့တယ်။ပြီးတော့ကာလူကြီးကန်မိန်းမရဲ့လက်ဘင်းမှာရွှေဆွဲကြိုးကိုကြည့်ပြီးတော့မှထူနီယာကိုလာခဲ့ပါတယ်။သူ့ရဲ့လက်ထဲမှာဓာရှိခဲ့တယ်။ငါ့ကိုနင်းရဲ့လက်ဘင်းတွေကရွှေဆွဲကြိုးမမြန်ချွတ်ပေးလိုက်။မဟုတ်လို့ရှိရင်တော့မင်းကိုတပ်ပစ်မယ်ယောက်ျားကြီးထပါအောင်ကာလူကြီးကန်ကတော့နည်းနည်းချိုက်အိပ်ပျော်နေခဲ့ပါတယ်ဒီလိုနဲ့တခိုးစည်းကွက်ကတော့သူ့ရဲ့ရွှေဆွဲကြိုးကိုဓမြတိုက်ပြီးတော့လူသွားခဲ့ပါတယ်အဲ့ဒီအချိန်မှာတော့သူမကငိုပြီးတော့ကြံရိပ်ခဲ့တာပေါ့မနှက်ရောက်သွားခဲ့ပါတယ်ယောက်ျားကြီးကျမတို့သွားပါပြီအခုတော့ကျမတို့ဘာသွားလုပ်ကြတော့မှာတော့နင်ကဒီရွှေဆွဲကြိုးလေးရချင်တာနဲ့ငါအလုပ်တွေကိုလည်းဖျက်ဆီးခဲ့တယ်အိမ်ကိုလည်းဆုံးရှုံးခံအောင်လုပ်ခဲ့တယ်ကိုယ်တိုင်လည်းရွှေဆွဲကြိုးကိုတခြားမထိန်နိုင်ဘူးလှူသွားတယ်ပြည့်အလုပ်ကိုဒီလိုမျိုးဖြတ်ပြီးတော့ရွှေဆွဲကြိုးဝယ်မယ်ဆိုရင်ဒီလိုပဲခံရမှာပဲနင်ကမျိုးရီရှိကသွားပြီးတော့မှဂျုံလေးနည်းနည်းပါတောင်းခဲ့ပါအောင်ဒီလိုနဲ့ကြီးကဲမကတော့ခွက်လေးတစ်ခုတင်ပြီးတော့မှသူတို့မျိုးရီရှိတဲ့နေရာမှာသွားတောင်းစားခဲ့တယ်ကြီးကဲမကြီးနင်ကတောင်းစားနေရလားနင်ယောက်ျားကခြံထဲမှာအလုပ်လုပ်တာမဟုတ်ဘူးလားဒီလိုဘလို့ဖြစ်သွားတာတော့နင်ကတောင်းစားနေတာပေါ့ဒါကအကုန်လုံးငါကြောင့်ပဲဖြစ်သွားတာပါငါကသူ့ရဲ့ကျွဲတွေလဲတွေကိုရှောင်းပြီးတော့မှရွှေဆွဲကြိုးဝယ်ခဲ့တာတထေးကြီးကလည်းအကျွေးပြန်မဆက်နိုင်လို့ဆိုပြီးငါတို့အိမ်ကိုယူသွားတယ်ပြီးတော့ငါရဲ့ရွှေဆွဲကြိုးကိုလည်းဇီးကွက်ကခိုးသွားတယ်အားလုံးသွားပြီပြီးတော့ခြံထဲမှာစိုက်ထားတဲ့အပင်တွေအားလုံးကလည်းမိုးရွာလို့ပျက်စီးသွားတာအဲ့ဒီအချိန်မှာတော့ထိုးစားကလေးကဂျုံနည်းနည်းလေးပေးလိုက်ပါတယ်ဒီလိုနဲ့အဲ့ဒီဂျုံကိုယောက်ျားရှိကိုယူသွားခဲ့ပါတယ်အမိုးလေးသေးသေးလေးလှုပ်ပြီးတော့မှအဲ့ဒီမှာထမင်းရင်ချက်ပြုတ်နေခဲ့တယ်ဒီလိုနဲ့သူတို့နှစ်ယောက်စိတ်ဆင်းရဲစွာနဲ့ပဲနေထိုင်သွားခဲ့ရပါတော့တယ်